အားလုံးပဲမင်္ဂလာပါဒီနေ့မနက်မှာတော့ကျွန်တော်ဒီမှာရှိတဲ့ မိတ်ဆွေတွေကို spiritual connection နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းငယ်ပြောပြသွားချင်တာဖြစ်တယ်ကျွန်တော်တို့တွေက Son of Consolation ဖခင်ကိုစိတ်သက်သာရစေတဲ့သားမျိုးလားဒါမှမဟုတ် dangerous son တနည်းအားဖြင့် impartation မရတဲ့သားလို့လည်းခေါ်တာဖြစ်တယ်ကျမ်းစာထဲမှာကျွန်တော်တို့ impartation မရတဲ့သား10ယောက်ရှိတာဖြစ်တယ်အဲ့ဒီတဲကကျွန်တော်4ယောက်ကိုဒီနေ့မှာပြောပြသွားမှာဖြစ်ပြီးတော့ကျန်တဲ့သားတွေကိုနောက်နေ့တွေမှာကျွန်တော်ဆက်လက်ရှင်းပြသွားမှာဖြစ်တယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်ပြောပြချင်တဲ့သားကပျောက်တော်သားဖြစ်တယ်လူကာခန်းကြီး15ငွေ7ကိုကြည့်မယ်ဆိုရင်သားငယ်ဒီအဘထံသို့သွား၍အဘကျွန်ုပ်ရထိုက်သောအမွေဥစ္စာကိုဝေယူပေးပါဟုတောင်းပန်လေအဘဒီဥစ္စာများကိုဝေ၍သားတို့အားပေးလေထို့နောက်များမကြာသားငယ်ဒီမိမိဥစ္စာများကိုတိမ့်၍ဝေးစွာသောပြည်သို့သွားပြီးလေထိုပြီးမှကာမဂုဏ်၌လွန်ကျူးသောအဖြစ်ဥစ္စာပြုံးတည်၍ရှိသမျှကုန်သောအခါထိုပြီး၌ကြီးစွာသောအစာကောင်းပါခြင်းဖြင့်သူသည်အလုံးစင်းရဲခြင်းသို့ရောက်လေ၏တဲ့အာမင်ဒီကျမ်းပိုက်ကလူတိုင်းသိပြီးသားဖြစ်တယ်ပျောက်သောသားကိုလည်းလူတိုင်းသိတာဖြစ်တယ်ပျောက်သောသားရဲ့အကြောင်းကိုလည်းလူတိုင်းသိတာဖြစ်တယ်ကျွန်တော်ဘာဖြစ်လို့ impartation မရတဲ့သားလို့ကျွန်တော်ထဲ့ဝင်ပြီးပြောလဲဆိုရင်ဖခင်စီကနေပြီးတော့ဆက်လက်သင်ယူစရာမလိုတော့ဘူးငါတယောက်တည်းဖြစ်ပါတယ်ဆိုတဲ့စိတ်နဲ့သွားတဲ့သားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က impartation မရတဲ့သားလို့ပြောချင်တာဖြစ်တယ်ဖခင်နောက်ကိုသင်က design မမှတ်နဲ့သစ္စာရှိစွာလိုက်တတ်တဲ့သားဖြစ်ဖို့လိုအပ်တယ်မိတ်ဆွေအာမင်ပျောက်တော်သားကသူကိုယ်တိုင်ငါရပါပြီငါကြွကျင်ပါပြီငါလုတ်တတ်ပါပြီဆိုတဲ့စိတ်တွေနဲ့ဖခင်စီကထွက်သွားတယ်ဖခင်ကတော့ဘာမှမဖြစ်သွားပေမဲ့မိတ်ဆွေတစ်စီမှာ effect ကရောက်သွားတာဖြစ်တယ်ကြီးစွာသောအစာခေါင်းပါခြင်းတာမန်အဆောင်ခေါင်းပါခြင်းမဟုတ်ဘဲနဲ့ကြီးစွာသောအစာခေါင်းပါခြင်းဘယ်တော့မှအဲ့လိုသားမျိုးတဲ့တင်မပါပါစေနဲ့တကယ်ပဲသစ္စာရှိရှိနဲ့တင်လိုက်တတ်တဲ့သားဖြစ်ဖို့အတွက်အရေးကြီးတာဖြစ်တယ်အာမင်ဟာလေလုယာအေလိရှဲကအေလိယနောက်ကိုလိုက်တဲ့အခါမှာသစ္စာနဲ့လိုက်တယ်ဒါကြောင့်မလို့သူကနှစ်ဆသောဗိသိက်ကိုရတာဖြစ်တယ်ဒါကြောင့်မို့မိတ်ဆွေတင်ရဲ့အတ္တတာမှာ spiritual father ကိုတင်စန့်ကျင်ဘက်အရာတွေဘယ်တော့မှမတော်ပါနဲ့ဖခင်စီကဆက်လက်ပြီးတော့တင်ယူစရာမလိုတော့ဘူးလို့တင်တွေးတဲ့နေ့ဟာတင်းစီမှာ impartation ပြောက်တဲ့နေ့ဖြစ်တယ်။အာမင်။ဝိညာဉ်ဖခင်စီကနေအမြဲတမ်းတင်ယူတတ်တော်သားဖြစ်ဖို့အရေးကြီးတာဖြစ်တယ်။ Hallelujah ။အာမင်။ခရိယန်တွေတော်များများကကိုယ့်ရဲ့ father ကိုမသိတဲ့အတွက် anointed ကိုဆုံးရှုံးတာဖြစ်တယ်။ anointed က father စီရပဲရတာဖြစ်တယ်။နံပါတ်1တယောက်ကိုတွားရအောင်။သူ့ရဲ့နာမည်ကဒေမလို့ခေါ်တယ်။ငါထံသို့မြင်မြန်လာခြင်းကစူးစမ်းလို့အကြောင်းမူကဒေမသည်ယခုဘဝကိုနှစ်သက်သောစိတ်ရှိသည်နှင့်ငါကိုစွန့်ပြစ်၍တက်တာလောနေမှုတို့သွားပြီးရဲ့အာမင်ဒီမကလောကအရာကိုနှစ်သက်ပြီးတော့လောကထဲမှာပဲနေခြင်းတဲ့အခါမှာ spiritual father နဲ့သူကခွာခဲ့တဲ့သူဖြစ်တယ်လောကကိုနှစ်သက်တဲ့သူကလည်း anointing ကိုဆုံးရှုံးတာဖြစ်တယ်အေလိယရဲ့ spiritual rank ကလေပွေဖြစ်တယ်ဒါပေမဲ့အေလိရှဲရဲ့ spiritual rank ကျတော့လေပွေမဟုတ်တော့ဘူးမိတ်ဆွေ father ဖြစ်တဲ့အေလိယဖြစ်တယ်အေလိရှဲကလေပွေနဲ့ spiritual rank ကိုရှာတွေ့ခဲ့တာမဟုတ်ပဲနဲ့အေလိယကြောင့်သာအေလိရှဲက spiritual rank ကိုတွေ့ခဲ့တာဖြစ်တယ်။မောရှေရဲ့ spiritual rank ကမီးလောင်နေတဲ့ခြုံပုတ်ဖြစ်ပြီးတော့ယောရှုရဲ့ spiritual rank ကျတော့မောရှေဖြစ်တယ်။အာမင်။သင်မြင်တတ်ပါစေ။သင်ရဲ့ spiritual rank နဲ့သင်ကမခွာဘဲနဲ့နေမယ်ဆိုရင်သင်ရဲ့ anointed ကဆုံးရှုံးမှာမဟုတ်ဘူး။သင်က impartation ရရတာဖြစ်မှာဖြစ်တယ်။သင်ကဒီမလို့မလုပ်ပါနဲ့။ Father ရဲ့နောက်ကိုတစ္ဆာရှိစွာလိုက်ပါ။ဘုရားခင်ကတင့်ကိုချီးမြှောက်မှာဖြစ်တယ်။နောက်ထပ်2ယောက်ကတော့ဟုမေနဲ့အာဒီစနုဖြစ်တယ်။တစ်အငယ်19နဲ့20မှာထိုယုံကြည်ခြင်းမှစသည်တို့ကိုအချို့သောသူတို့သည်ပယ်ပြီးလျှင်ယုံကြည်ခြင်းသင်္ဘောပြည့်၍ဆုံးရှုံးကြပြီ။ထိုသူတို့တွင်ဟုမေနှင့်အာလီစနုပါတည်း။ထိုသူတို့သည်ကဲ့ရဲ့သောစကားကိုကျင့်ဆောင်ခြင်းကသင်ရမည်အကြောင်းစာတန်၏လက်သို့ငါအပ်လိုက်ပြီ။အာမင်။သစ္စာမရှိတဲ့နောက်လိုက်တွေကိုစာတန်လက်ကိုပဲပေါလုကအပ်လိုက်တယ်လို့ပြောတယ်။သူတို့2ယောက်က Father ရဲ့တရားဟောချက်ကိုအမြဲတမ်းမှာကဲ့ရဲ့တော်သူတွေဖြစ်တယ်။သင်ကိုယ်တိုင်ကကဲ့ရဲ့တဲ့သူမဖြစ်ပါစေနဲ့မိတ်ဆွေ။သင်ရဲ့ဝိညာဉ်ဖခင်ဘာပဲလုပ်နေပါစေ။သင်ကကဲ့ရဲ့တဲ့သူမဖြစ်ပါစေနဲ့။အာမင်။ဝိညာဉ်ဖခင်ကိုသင်က copy လုပ်တတ်ရမယ်။ဝိညာဉ်ဖခင်ကိုသင်က copy မလုပ်ဘဲနဲ့ကိုယ့်ဘာသာကို create လုပ်တယ်။သင်ပြီးတော့ဝိညာဉ်ဖခင်ကိုခြေရတိုင်းတယ်ပြီးရင်ဝိညာဉ်ဖခင်နဲ့သင်ပြိုင်တယ်။ဒီຢာတွေသင်မလုပ်ပါနဲ့။ဒါတွေက impartation မရတဲ့သားတွေပဲလုပ်တဲ့အရာဖြစ်တယ်။အာမင်။သစ္စာရှိတဲ့သားတွေကအမြဲတမ်းမှာဝိညာဉ်ဖခင်ရဲ့ယုံကြည်ခြင်းကိုထိမ့်သိမ့်တဲ့သားတွေဖြစ်တယ်။ဖခင်ရဲ့လမ်းတိုင်းမသွားဘဲနဲ့သင်ကိုယ့်ဘာသာကိုလမ်းဖောက်ပြီးတော့ရှောက်တဲ့အခါမှာသင်ရဲ့ယုံကြည်ခြင်းသင်္ဘောကဆုံးရှုံးသွားတာဖြစ်တယ်။
ဝိညာဉ်ဖခင်ကိုအမြဲတမ်းမှာတစ္ဆာရှိတဲ့နောက်လိုက်ဖြစ်ပါစေလောကကိုနှစ်သက်တဲ့သားမဖြစ်ပါစေနဲ့ဖခင်စီကနေတည်ယူစရာမရှိတော့ဘူးဆိုပြီးတော့ဆုံးဖြတ်တဲ့သားမျိုးမဖြစ်ပါစေနဲ့ဖခင်ကိုစန့်ကျင်ပြီးတော့ဖခင်ပြောတဲ့စကားတွေကိုကဲ့ရဲ့တဲ့သားထဲမှာသင်မပါပါစေနဲ့တစ္ဆာရှိတဲ့နောက်လိုက်ကောင်တယောက်သင်ဖြစ်ဖို့အတွက်အရေးကြီးတာဖြစ်တယ်အာမင်ဟာလေလုယာသင်ကပျောက်သောသားကဲ့သို့မဟုတ်ဘဲနဲ့ဖခင်စီမှာဆက်လက်ပြီးတော့သင်ကြားတော်သူဖြစ်ပါစေဒီမှာကဲ့သို့လောကကိုမကြိုက်ဘဲနဲ့ဖခင်နောက်ကိုပဲဖြောက်ဖြောက်တန်းတန်းလိုက်မဲ့သားဖြစ်ပါစေခုမေနဲ့အာလီဇနုလိုဖခင်ကိုကဲ့ရဲ့တော်သူမဖြစ်ဘဲနဲ့သင်ကဖခင်ရဲ့အနောက်ကနေဖခင်ကိုအမြဲတမ်းမှာ support လုပ်တတ်တော်သားတစ်ယောက်ဖြစ်ပါစေအာမင်ဟာလေလုယာသင်ဖခင်ကိုတစ္ဆာရှိတဲ့သားတစ်ယောက်ဖြစ်ပါစေအာမင်အာမင်ရောက်တိုင်းမှာဖျားရှင်ကောင်းကြီးပေးပါစေ